အဒီကပစ္စည်းတွေကကျွန်တော်စီမံမန်လေးရဗလာတာတယောက်ကပစ္စည်းပေးပြီးတော့ကျွန်တော်7ဘိန်းတွဲကောင်းလောက်ခိုင်းတာပေါ့ဗျာ7ဘိန်းတွဲကောင်း7ဘိန်းတော့ဘိန်းတွေကလည်းရှယ်လေးကြီးပဲဗျာဒီမဲ့ဒါရှယ်ဘိန်းနေသူကပစ္စည်းအောက်ပိုင်းအစုံပစ္စည်းပေးတာပေါ့ဗျာမဂီယာဘောက်တွေလည်းပါတယ်ဂီယာဘောက်တွေလည်းပါတယ်ရှယ်တန်းလည်းပါတယ်ကျွန်တော်တို့7ဘိန်းတွဲကောင်းပေါ့ဗျာနောက်တန်းတွေလည်းပါတယ်နောက်တန်းလောက်ဖို့ပစ္စည်းတွေအကုန်ထည့်ပေးလိုက်တာအကွေးဘာညာစထရာဘူရီယာစာဒါဒီဘိန်းเนี่ยသူရှယ်သုံးထားတာဘိန်းเนี่ยလည်းအစ်စ်နေဦးတွေကြီးပဲအကုန်လုံးမြေတော်မချရသေးဘူးဘိန်းเนี่ยတော့အရောင်းတော့လက်ထွက်လာပဲဒါကတော့သူ့မော်တာပေါ့ဗျာ brushless မော်တာဒီကောင်တော့ဒါလည်းမစိုးဘူးဒါလည်းကောင်းတယ်ဒါသူ့ဥသာတွေလိုရမဲ့အရှိတန်တွေပေါ့ဗျာဒါဘော joint လေးတွေကျွန်တော်စီမှာပစ္စည်းပေးပြီးတော့ကျွန်တော်ကိုကားဆင်ခိုင်းလဲရတယ်ကျွန်တော်စီမှာပစ္စည်းဆင်မယ်ဆိုလဲကျွန်တော်ဆင်ပေးတယ်ဗျအားလုံးပဲအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးပါ